မနဲ့ကူရညနေကူရရေကူးရဲမှလုပ်ငန်းကိုလုပ်ရတဲ့အဖြစ်တွေပါဗျာရေတွေထိုးတက်လာလို့ကျွန်တော်တို့တွေဒုက္ခတွေအမြဲတမ်းရောက်နေပါတယ်ရေတွေကလည်းနော်တိုးချက်ကလည်းကြောက်ခမန်းလိလိပါပဲလို့ကျွန်တော်တို့တွေနေ့စဉ်နေတဲ့လူကဒီရေတွေကနေဖြတ်တန်းသွားလာတာဒုက္ခတွေလည်းရောက်ပါတယ်လို့စိုက်ပြီးသားစိုက်ခင်းနေရောဆိုရင်တော်တော်လေးကိုပျက်စီးပါပြီလို့ပြိုးခင်းနေပြိုးချပြီးသားတွေအကုန်ရေထဲပါပါတယ်လို့စိုက်ပြီးသားခင်းနေရလဲအကုန်ပြက်ပြားပြီးတော့ရေမြုပ်သွားပါတယ်လို့ဒါဆိုရင်ကောက်ဆိုင်မတွေပြန်လာနေဝင်မိုးချုပ်ပါပဲရေထဲကူးတန်းသွားလာတာရေကလူတရက်မမြုပ်ဘူးဆိုပေမဲ့ကျွန်တော်တို့ခါတဝက်လောက်ထိမြုပ်ပါတယ်ဗျာရေကူးသွားလာတာတရားတော်မှမြုပ်နေပါတယ်ရွာကိုလေလာခြင်းသူများတောသွားတောလာရှိခဲ့ရင်ရေကူးရဲမှလာခဲ့ပါလို့ရေထဲကိုဖြတ်တန်းသွားလာတာမို့လို့ပါဒါလေးကိုသိသိချင်းပါတယ်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ပို့လေးကိုခုလိုကြည့်ရှုအားပေးတာလဲမသိသေးသူများလဲကွန်မန့်လေးရေးတဲလေးပေးfollow လေးလည်းလုပ်ခဲ့ပေးကြပါဦးနော်ကျွန်တော်ကိုအားပေးချစ်မြတ်လို့ရဆိုရင်